အေးခဲနေတဲ့အာတိတ်ဒေသတနေရာမှာထိတ်တန်းလျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုရှိနေပါတယ်။ဒါပေမဲ့တခိုးတစ်ယောက်ကဓာတ်ခွဲခန်းတစ်ခုလုံးကိုတန်လိုက်ရှင်မြန်ကြီးနဲ့လာခိုးသွားပါတယ်။လူစိုးနှိမ်နေအဖွဲ့ကတော့တရက်ခန့်ကိုအစအနရှာမရလို့ဒီလူစိုးကိုဖမ်းဖို့အတွက်လူစိုးဖြစ်ခဲ့မှုတဲ့လူကိုအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့လူကတော့တခြားသူမဟုတ်ပဲတစ်ချိန်ကလာကိုတောင်ခိုးခဲ့မှုတဲ့စူပါဗီလန်ကြီး group ဖြစ်ပါတယ်။လက်ရှိမှာ group ကတခိုးအလုပ်တွေမလုပ်တော့ပဲတမီး၃ယောက်နဲ့အဖေကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေပါတယ်။ဒီနေ့ကတမီးငယ်ဆုံးလေး Agnes ရဲ့မွေးနေ့ဖြစ်လို့ group တယောက်ကျွေးမွေးအခမ်းဖို့ပြင်ဆင်ရင်အလုပ်ရှုံနေပါတယ်။ပြီးတော့လေသူ့သမီးလိုချနတ်သမီးပုံစံဝေးပြီးမွေးနေ့မှာကလေးတွေကိုဖျော်ဖြေပေးရပါတယ်။လူကောင်းတယောက်ဖြစ်လာတဲ့ဒကိုရဲသမား group ကိုမိမပေးစားခြင်းနေတဲ့အိမ်နီးချင်းမျိုးသမီးတယောက်လည်းရှိပါတယ်။သူကတွေးသမျှမိမတိုင်းနဲ့ group ကိုအောင်သွဲတော်လှုံနေပါတယ်။ group ကတော့မိမယူဖို့ကိုစိတ်ဝင်စားပဲအောင်သွဲတော်ကိုလည်းပက်ပက်ဆက်ဆက်နှင်ထုတ်လေးရှိပါတယ်။တရက်မှာတော့ group စီကို Lucy White လို့ခေါ်တဲ့ spy မျိုးသမီးတယောက်ရှောက်လာပါတယ်။အလုပ်ကိစ္စကန်လန့်မှုဖြစ်ပေမဲ့ group ကတွေ့ချင်းရေခဲတနက်နဲ့ဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်ကမီးတနက်နဲ့တံပြန်လိုက်တဲ့အပြင်နှက်ခမ်းဒီပုံစံကျင်းစက်နဲ့ပါရှော့တိုက်လိုက်ပါတယ်။ group မောက်သွားတော့ကားနဲ့မဆက်မပြေဖန်ခေါ်သွားပါတယ်။မီနီယာနှကောင်ကတွေးလို့အသေးအတန်လိုက်လာတော့လူစီကမီနီယာနှကောင်ကိုပါဖန်ခေါ်သွားပါတယ်။လူစီကရေအောက်ထဲကိုဆင်းပြီးကားကိုရင်းငုပ်တင်မော်အဖြစ်ပြောင်းလိုက်ပါတယ်။ဗီလိန်တိုက်ဖြတ်ရေးအဖွဲ့အစည်း AVL ရဲ့လျှို့ဝှက်စခန်းကရေအောက်ထဲမှာဖြစ်ပါတယ်။ AVL ရဲ့ဥက္ကဋ္ဌ Silas က group ကိုသူတို့နဲ့ပူးပေါင်းဖို့ပြောပါတယ်။ AVL အဖွဲ့ဆိုတာဗန်ဓမြတိုက်တာတွေလူသတ်မှုတွေလောက်ကိုစိတ်ဝင်စားပဲတာမန်မဟုတ်တဲ့အမှုတွေကိုမှကင်တွယ်ဖြေရှင်းပါတယ်။ဓာတ်ခွဲခန်းကြီးတစ်ခုလုံးအခိုးခံလိုက်ရတာကလည်းလက်အခိုးခံရတော့ကလို့တာမန်မဟုတ်တာကြောင့် group ကိုသူတို့နဲ့လှုပ်လို့ဖို့ကန့်လန့်ပါတယ်။ပျောက်သွားတဲ့ဓာတ်ခွဲခန်းမှာဆက်သက်နေတဲ့အရာက PX41 လို့ခေါ်တဲ့ပုံပြောင်းဆေးရည်တစ်မျိုးဖြစ်ပြီးအဲ့ဒီဆေးရည်ထိုးလိုက်ရင်ချစ်စရာကောင်းတဲ့ရှုံလေးတောင်ကြောက်စရာကောင်းတဲ့သားရဲတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတယ်။ဆေးရည်ကို shopping mall တစ်ခုမှာခြေရာခံမိတာလို့အဲ့ထဲကဆိုင်ပိုင်ရှင်တယောက်ကဆေးရည်ကိုခိုးသွားတဲ့တခိုးဖြစ်ပါတယ်။ AVL ကတခိုးချင်းချိန်မြင်တဲ့ group ပဲတခိုးဘသူဆိုတာစုံစမ်းနိုင်မယ်လို့ယုံကြည်ပါတယ်။လက်ရှိမှာ jelly ထုတ်လုပ်ဖို့ကြိုးစားနေတဲ့စီးပွားရေးသမားလောင်းလျာ group ကတော့ဒီအလုပ်ကိုလက်မခံနိုင်ဘူးလို့ညင်လိုက်ပါတယ်။အဲ့ဒီညမှာပဲအကျော်တင် idiot က group ကိုတယောက်ယောက်နဲ့ထိပ်ဖို့အကြံပေးပါတယ်။ group ငယ်ငယ်ကမိန်းကလေးတယောက်ကိုကြိုက်လို့ပန်းပေးဖို့ကြိုးစားခဲ့ပေမဲ့ကလေးတွေက group ကိုလှောင်ခဲ့တာကြောင့် group ကမိန်းမတွေကိုစိတ်နာနေပါတယ်။အဲ့လိုနဲ့ပဲမဆိုရင်ဘိုးတော်မတမ်းမှုတဲ့ကလေး၃ယောက်အဖေဖြစ်လာပါတယ်။အကြီးဆုံးသမီးမာကိုကအရွယ်ရောက်လာတော့ဖုန်းနဲ့ပဲအချိန်ကုန်နေတတ်ပြီးအငယ်ဆုံးလေး Agnes ကတော့သူ့အဖေကရုံးကိုခံကြော